ယောက်မွေးမယ်ဘယ်နှယောက်လဲ3ယောက်သမီးမင်းကလေးကြီးပဲ3ယောက်ဇက်တိုက်မွေးပြီးအဲ့ဒီသမီးတွေကိုပြည်ရာတင်ပေးမယ်ဇာရိတ်တာတွေကောင်းအောင်လုပ်မယ်လုပ်ပြီးတော့သူ့အစ္စတ်နဲ့အိမ်အောင်ချပေးလိုက်တဲ့အဲ့ဒီမိခင်ဂျန်နတ်ဝါဂျစ်ဖြစ်သွားပြီတားလို့ဖတ်ပြီးမပါဘူးဟိုသမီးကိုကြည့်အောင်လုပ်ရတယ်ဆိုတာလေတကယ်ပုံစရတ်ကိုချောက်ရှောက်ရတယ်လို့သမီးကိုအထူးသဖြင့်ဒီဇမာနာမှာသူတို့ပို့တော်ပေါက်တဲ့ကိုသမီးမွေးထားတဲ့လူတွေဘလောက် online နဲ့ကြောင်နေတာနဲ့ online နဲ့ကြောင်နေတာအကုန်ရှုပ်ချက်တွေခက်တာ online နဲ့ရံကြားသွားတယ်လို့အများကြီး online နဲ့ပါသွားတဲ့အမေရေခွဲပြီးကြံခဲ့ကိုသမီးအိမ်ထဲမှာပဲနေတယ်ထင်တာ online နဲ့ရီးစားထားတာ internet နဲ့ရီးစားထားတာဒါကြောင့်ကျွန်တော်တို့ပြောတဲ့ဒီသမီးမိန်းကလေးအပြိုတွေကိုဖုန်းပေးမကိုင်ဘာဟိုဟာတွေဒီကဘာဖုန်းကပေးမကိုင်ခင်ဗျားဟာလူဆိုတာချစ်ကမ်းသွားတယ်ချစ်ပြီးဆိုရင်အားပါကိုသမီးကိုချစ်တော့သမီးအပြစ်မမြင်တော့သမီးပြောတဲ့အတိုင်းယုံပြီးတော့ငါသမီးဆူရာချင်းနားထောင်တော့မှငါသမီးဘာလုပ်တာပါအလိုလိုက်ပြီးတော့ခင်ဗျားဖုန်းပေးတာလေသူဒီတညလုံးမဆက်တွေပို့ထားတယ်ပြီးတော့မနေ့ကျတော့ခင်ဗျားဖုန်းစစ်ကောင်စစ်ပါငါစစ်တာဘာမှမတွေ့ဘူးဘယ်ပြစ်မှလည်းအကုန် delete လုပ်လိုက်ဘာလို့ပြောလဲခင်ဗျားရိုးတော့ရှေ့လူတွေပေါ့လားလူကြီးတွေဆိုတော့ရိုးတယ်ရိုးတော့ဘာမှမသိဖုန်းလည်းမကြိုက်တော့မစစ်တတ်တော့သူတို့တွေခစ်ကပစ္စည်းတွေလေသူတို့ခစ်ရဲ့ပစ္စည်းဒါကြောင့်သမီးမေခလေးကိုမွေးပြီးကြီးအောင်လုပ်ရတာပုလစရတ်ကိုရှောက်ရတယ်ဒါကြောင့်ရဆူလလာဆလလောလဟ်အလိုင်းဝါဆလမ်မရှိသမီးမေခလေးကိုမွေးပြီးပြည်ရာတင်ပေးမယ်လိမ်ပေါင်းထားမယ်အစ္စတ်နဲ့ရှာဒီဖြစ်တဲ့ဒီမိဘကသူ့ကိုပြုစုစောင့်ရှောက်ခဲ့ရင်ဘာပေးပါလဲတေဂျာဘောက်ဂျန်နတ်တဲ့အဲ့ဒီအမေဆာဘာရီရှောက်ရရဆူလလာကျွန်တော်မှ3ယောက်မရှိသမီးက2ယောက်ပဲရှိတယ်ရဆူလလာ2ယောက်ဆိုရင်အဲ့ဒီဖဇီလတ်မရဘူးလားရဆူလလာဆလလောလဟ်အလိုင်းဝါဆလမ်မရှိတယ်2ယောက်ဆိုတယ်ရတယောက်တည်းမှထားလာတာရဆူလလာကျွန်တော်ကျတော့1ယောက်တည်းရှိတယ်1ယောက်တည်းမွေးပြီးအခုလို့ကျွန်တော်လုပ်ခဲ့ပဲဆိုရင်1ယောက်တော့လည်းအလ္လာဟ်ပေးလိုက်ပြီပြောကြတယ်ဘောသမီးကိုကြည့်ဘလောက်ထိရဆူလလာဆလလောလဟ်အလိုင်းဝါဆလမ်အစစ်တင်ပေးတာလဲဒီအစစ်တွေဘာကြောင့်တင်ပေးတာလဲဇမာနာဂျာဟီလီယတ်တမန်တော်ပွင့်တဲ့မက္ကာမြို့ကလူတွေဇရိုက်ကသမီးမလို့ခြင်းတဲ့ဇရိုက်သမီးမိကလေးမွေးအရှင်လလာမြေမျိုးတတ်တဲ့ဇရိုက်အဲ့လိုအချိန်နေရာမျိုးမှာရဆူလလာဆလလောလဟ်အလိုင်းဝါဆလမ်ကဟေးဒီမိကလေးတွေကငါချစ်တဲ့မိကလေးတွေနော်လို့ပြောလိုက်ရင်ဘယ်အိမ်မရှိဒီမိကလေးကိုအရှင်လလာမြေမျိုးတတ်ရဲမလဲဘယ်အိမ်မရှိဒီမိကလေးကိုဟာလာစော်ကားရဲမလဲစဉ်းစားလိုက်မယ်တမန်တော်ချစ်တဲ့မိကလေး